မောင်ရင်ချိုးတော့အချင်းချင်းကိုင်းနေတာပေါ့ဒါကိုခင်လက်သည်ရဝဲပြေးထွက်လို့သွားပြီနာကတွေ့ပြဲတဘာလုံးတစ်ခါစီပါပြင်းအသွားတယ်မိခင်လေးရမင်းဟာသိစိတ်နဲ့ How take us